ရှိတုံးမှာဘာရဏတိပြီးမှဖြမရမင်းကြီးမင်းပြူနေတဲ့ချိန်ပေါ့အဲ့ဒီချိန်မှာဂရေ80ကျွဲဝချမ်းသာတဲ့တန်တနာတထေးဆိုတာရှိခဲ့ပါတယ်သူဟာအင်မတန်တရားကောင်းပြီးစင်းရဲသားတွေကိုအမြဲတမ်းပေးကမ်းကူညီလေးရှိသူပါတနေ့မှာတော့ရာဇဂရိုပီကနေဂရေ80ကျွဲဝခေဘူးပြီးမြစီးပွားပြက်ပြီးစင်းရဲသွားတဲ့ပုဏ္ဏတယောက်ဟာတန်တနာတထေးစီကိုအကူအညီတောင်းဖို့ရောက်လာပါတယ်။အိုးတထေးမင်းကျွန်ုပ်မှာရှိသမျှစီးပွားဥစ္စာတွေအကုန်ပျက်စီးပြီးအခုတော့အင်မတန်ဆင်းရဲဒုက္ခရောက်နေရပါတယ်။ကျွန်ုပ်ကိုကဲမတနာတော်မူပါဦး။တထေးကမပူပါနဲ့ပုဏ္ဏကြီးလေလူဆိုတာတခါတလေကံကြောင့်မလာရင်ဒီလိုမဲဖြတ်တတ်ပါတယ်။တန်တနာတထေးဟာသူ့ရဲ့ဂရေ80သောပစ္စည်းတွေကထက်ဝက်ဖြစ်တဲ့ဂရေ40ကိုပုဏ္ဏကြီးကိုရရွတ်ခွဲပေးလိုက်ပါတယ်။ဒါဒီမကပဲကျင်းယုံတွေလှဲတွေကျွေးနွားတွေကိုပါပေးလိုက်တာကြောင့်ပုဏ္ဏကြီးဟာအရင်လိုပြန်ပြီးချမ်းသာသွားပါတယ်။ဒါပေမဲ့မမြဲတဲ့လောကကြီးမှာနောက်ပိုင်းမှာတော့တန်တနာတထေးကြီးဟာလေကံကြားမလှပဲစီးပွားဥစ္စာတွေတထေးပြေဆုံးရှုံးသွားပါတယ်။နောက်ဆုံးမှာတော့အင်မတန်ဆင်းရဲသွားပြီးအဝတ်တထည်ကိုတခုနဲ့သာကြံပါတော့တယ်။တထေးကြီးဟာသူ့အရင်ကကူညီခဲ့ဘူးတဲ့ရာဇဂရိုဘီကပုဏ္ဏကြီးစီမှာအကူအညီတွိုင်းတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တထေးကြီးစိတ်ကူငါကူညီခဲ့ဘူးတဲ့ပုဏ္ဏကြီးကတော့ငါ့ကိုပြန်ပြီးစောင့်မှာပါပဲ။ခရီးပန်းလာစွာနဲ့ပုဏ္ဏကြီးရဲ့အိမ်ရှိကိုရောက်သွားတဲ့အခါပုဏ္ဏကြီးကျွန်ုပ်တန်တနာတထေးမှာအခုတော့ကျွန်ုပ်မှာဘာမှမရှိတော့လို့တန့်စီမှာအကူအညီလာတောင်းတာပါ။ဘာတန်တနာတထေးဟုတ်လား။ငါကမင်းကိုဘယ်တော့ကတိလို့လဲမတိတဲ့လူတွေလာသည့်အကူအညီတောင်းနေတာစိတ်ပြတ်ဖို့ကောင်းလိုက်တာကဲဒီမှာစံခွက်တက်လက်ဆိုယူသွားပြီးမင်းညံထွက်သွားတော့ပုဏ္ဏကြီးဟာသူယူခဲ့တဲ့ဂတိ40ကိုမေ့ရော့သွားပြီးစံခွက်တက်လက်ဆိုနဲ့သာနှင်လွတ်လိုက်ပါတော့တယ်ဒီသတင်းဟာမင်းကြီးအထိပြန့်လွင်သွားပြီးနောက်ဆုံးမှာတော့မင်းကြီးကပုဏ္ဏကြီးကိုခေါ်ယူစစ်ဆေးပါတယ်ပုဏ္ဏကြီးရဲ့ရုပ်မာမှုနဲ့ကျေးဇူးကမ်းမှုကိုသိရှိသွားတဲ့အခါမင်းကြီးကပုဏ္ဏကြီးရဲ့ပစ္စည်းအားလုံးကိုသိမ်းဆည်းပြီးတန်တနာသူထေးကိုပြန်ပေးအပ်လိုက်ပါတယ်။ကျေးဇူးသိသက်ခြင်းသည်လူကောင်းတို့၏လက္ခဏာဖြစ်ပြီးကျေးဇူးကမ်းသောသူသည်နောက်ဆုံးတွင်ပျက်စီးခြင်းသို့ရောက်ရတတ်ပါသည်။ကလေးတို့လည်းကျေးဇူးရှိရင်ကျေးဇူးဆက်ရမယ်။ကျေးဇူးတရားကိုမမိကြနဲ့နော်။